အဲ့ဒီနောက်သူ့မိမတွေးထွက်နေတာကိုမြင်တော့အရေးပေါ်ကူတာဖို့ဆေးရုံခေါ်သွားခြင်းပေမဲ့မထင်မှတ်ပဲတထေးကသူ့ကိုရိုက်ရပါမလားဆိုပြီးတားဆီးလိုက်ပါတယ်တထေးကသူ့ကိုလွယ်လွယ်နဲ့လွတ်ပေးမှာမဟုတ်ပါဘူးခမရင်တီသူကမိုင်မဲတဲ့လုံရက်တွေမလုပ်ဖို့မဟုတ်ရင်နောက်ဆက်တွဲဆိုးကျိုးတွေကိုတာဝန်ယူရလိမ့်မယ်လို့တတိပေးခဲ့ပေမဲ့တထေးကမာနထောင်လွှားစွာနဲ့ဒီနေ့ဘသူမှပြန်မသွားရဘူးလို့ပြောဆိုလိုက်ပါတယ်ဒါကြောင့်သူကသူ့ကိုခွဲစိတ်ပေးမဲ့ဆရာဝန်ထစ်ကြောင့်ချက်ချင်းပြောပြပြီးသူ့ရဲ့ ID ကတ်ကိုထုတ်ပြလိုက်ပါတယ်ဘေးနာကတပည့်ဖြစ်သူကကတ်ကိုမြင်ပြီးလန့်သွားပြီးမဲ့တထေးကတော့လုံးဝမယုံကြည်ပဲ ID ကတ်ကိုချက်ချင်းလူယူကစုပ်ဖရေးပြလိုက်ပါတယ်နောက်တစ်စက္ကန့်မှမယ်သူ့ကိုဝိုင်းဖန်ခိုင်းပြီးဝိုင်းဝင်းရိုက်နှက်ကြတယ်လို့ဆရာဝန်တယောက်အတွက်အရေးကြီးတဲ့လက်တွေကိုပါရိုက်ချိုးပြီးဒုက္ခပေးဖို့ကြိုးစားကြပါတယ်ခမင်းဖြစ်သူကနောင်တမရစေနဲ့နော်လို့တတိပေးခဲ့ပြီးမဲ့တထေးကတော့သူဘယ်တော့မှနောင်တမရဘူးလို့ဆိုပါတယ်အဲ့ဒီလိုပြောပြီးတာနဲ့သူကဆရာဝန်ရဲ့လက်ကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါတယ်ဆရာဝန်နာကျင်ခံစားနေရတာကိုကြည့်ပြီးတထေးကကျေနပ်ပြီးဖြစ်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့နှလုံးကဖောက်လာပြီးနေမကောင်းဖြစ်လာတာကြောင့်တပည့်တွေကသူ့ကိုဆေးရုံခေါ်သွားရပါတော့တယ်တစ်ဖက်မှာတော့တထေးရဲ့ဖခင်ကခန်းမာထဲမှာဆရာဝန်ရောက်လာမယ့်အချိန်ကိုစောင့်မျှော်နေပါတယ်တထေးကတော့သူပြဿနာအကြီးအကျယ်ရှာမိခဲ့မှမသိသေးပါဘူးအဲ့ဒီအချိန်မှာပဲဆရာဝန်ကရောက်ရှိလာပါတယ်တထေးကဆရာဝန်ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ချက်ချင်းပဲကြောက်ရွံ့လို့ထွက်သွားပါတော့တယ်လူကြီးမင်းတို့အနေနဲ့အခုလိုမျိုး recap အတိုလေးတွေအပြင် anime recap တွေပါကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ AI World Recap Channel ကို subscribe လေးလုပ်ထားကြပါဗျာ subscribe လေးလုပ်ပေးခြင်းအပြင်ကျွန်တော်ကိုတစ်ဖက်လန်ကအကူအညီရလေးရောက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်